အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဝေမျှပေးမဲ့အကြောင်းအရာကတော့ကျွန်တော်တို့ဒီတထေးတွေကနေပြီးတော့လောအားကမရှင်းပေးဘူးဆိုလို့ရှိရင်မိမိအနေနဲ့ဘယ်လိုတွေပြင်ဆင်ထားရမလဲပြီးရင်မိမိအနေနဲ့ဘယ်လိုတွေပြန်ပြီးတော့မိမိလောအားကကိုပြန်လဲတောင်းဆိုရမလဲဆိုတာကိုကျွန်တော်အနေနဲ့ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျဒီလိုပြောချင်တာကကျွန်တော်တို့ဒီတထေးစီကနေလောအားကမရဘူးဆိုရင်ကျွန်တော်တို့ကဘဏ္ဍလစာမရတာလေပေါ့နော်ဘဏ္ဍလစာမရတယ်ဘဏ္ဍရက်စာမရတာလေအဲ့ဒါတွေအကုန်လုံးကိုယ့်ဘက်ကနေကြီးကြကြလေးဇယားလေးလောက်ထားဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ဘယ်လိုမျိုးလဲဆိုဥမာကျွန်တော်ကဒီတစ်လမှာကျွန်တော်လောအားကဘယ်နှကြိမ်ရှင်းတာလဲကျွန်တော်တစ်လမှာ2ကြိမ်ရှင်းတာလားတစ်ကြိမ်ပဲရှင်းတာလားပြီးရင်တစ်ဝက်ကဘယ်နေ့တက်တာလဲပေါ့ဆိုလိုရင်းကဗျဒီတချို့တွေကတစ်လမှာတစ်ကြိမ်ပဲရှင်းတယ်တရက်နေ့ကနေပြီးတော့ကျွန်တော်လာကုန်တဲ့ထိယူတယ်နော်ပြီးတော့မှဒီလာကုန်မှာတက်ပြီးသွားပြီဆိုပတ်စံကဒီ10ရက်နေ့လောက်မှတွတ်ထွက်တယ်နောက်လာ10ရက်နေ့လောက်မှတွတ်ထွက်ဆိုကျွန်တော်ကအဲ့ဒါတရက်နေ့ကနေပြီးတော့လာကုန်တဲ့အထိနော်ကျွန်တော်တို့ဘယ်နေ့ရက်လောက်ရက်စင်တယ်ရေးမယ်ပြီးသွားရင်အချိန်ဖို့ကျွန်တော်ဘယ်နေ့မှာဘယ်နှစ်နာရီစင်းနေဥမာကျွန်တော်1ရက်နေ့မှာ2နာရီစင်းနေ3ရက်နေ့မှာ3နာရီစင်းနေအဲ့ဒါကြီးအကုန်လုံးတက်ခွဲသွားပြီ1ရက်စာအတွက်ဒီလိုတန်းလိုက်လေးတွားပြောရပြီးတော့ဒီလိုတောင်းလိုက်လေးတဲ့ပေါ့နော်အဲ့လိုလေးကျွန်တော်စင်းစရာလေးလှုပ်ထားဖို့လိုအပ်တယ်ဒါကျွန်တော်မိမိလောကဟိုစင်းစရာလှုပ်တဲ့အပိုင်းကိုကျွန်တော်အနေနဲ့ဝေမျှပေးတာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီဘာတွေလိုအပ်လဲဆိုကျွန်တော်တို့ဒီတထေးရဲ့ကျွန်တော်တို့ရဲ့ဒီအချက်လက်တွေလိုအပ်တယ်ပေါ့နော်မိမိကဘယ်တထေးကိုတိုင်ပါလဲဆိုတော့နောက်တစ်ခုကကျွန်တော်တို့တည်ထားရမှာကဒီလောကကိုကဘသူလာပေးတာလဲပေါ့နော်ချို့တွေကကျွန်တော်စက်ယုံမှာအလုံးလုံးနေတော့များလဲစက်ယုံကလောကမရှင်းပေးဘူးကြားကန်ဒီအလုရှာဖွေ agency တော်လကောက်ကျွန်တော်တို့ပွဲစားတွေတော်ကောက်လာရှင်းပေးတာအဲ့ဒါတွေဆိုလို့ရှိရင်ကျွန်တော်တိတိကျကျသိဖို့လိုအပ်တယ်နောက်တစ်ခုကဟုတ်ပြီစက်ယုံနဲ့ကိုတွေကဒီကြန့်ခောက်ထားတာတတိယဓာတ်ရိုက်တူနေတယ်ဆိုရင်တော့လေကျွန်တော်တို့ကဘာမှပြဿနာမရှိဘူးစက်ယုံနဲ့နာမည်နဲ့ဓာတ်ရိုက်တူတယ်စက်ယုံပဲလောကပေးတယ်ဆိုရင်ကျွန်တော်ကဒီလောကတိုင်တန်းတဲ့ခါကျရင်ဒီစက်ယုံနာမည်နဲ့ပြီးရင်ကျွန်တော်တို့ဒီ work permit ထဲမှာပါတဲ့တထေးနဲ့နော်ဘယ်သူလဲဆိုတာတိတိကျကျသိနေဖို့လိုအပ်တယ်ပေါ့နော်ဆိုလို့ရင်ကျွန်တော်တို့ဒီပတ်စံပေးတဲ့လူကိုကျွန်တော်တို့ကအဓိကတက်ကတ်ထားရမှာပေါ့နော်ကျွန်တော်တို့လောကပေးတဲ့လူကဘယ်သူကပေးတာလဲစက်ယုံကပေးတာလားဒါမှမဟုတ်လို့ရှင်ဒီဂျာကန်ဒီလှုပ်ရှားပွဲ agency တွေကနေပြောပေးတာလားပေါ့ဆိုတော့ဒီလိုဟာမျိုးကျွန်တော်ဘာကြောင့်ပြောတာလဲဆိုတော့ကျွန်တော်တို့ဒီခုချုံပူလီတို့လျောင်းတို့နော်ဒီချာချင်းဆောင်တို့ကঞ্ចနာကြံထပ်ပူလီတို့ဘာတို့ပဲအဲ့ဘက်မှာဒီစက်ယုံတွေများတယ်စက်ယုံများတဲ့ခါကျရင်တချို့ဟိုဟာတွေလာတာဒီလုပ်ငန်းတွေတရုတ်လုပ်ငန်းတွေများတယ်အဲ့ဒီအချိန်မှာသူတို့ကဒီအလုပ်သမားတွေကိုသူကဓာတ်ရိုက်သူတို့မခေါ်ဘူးသူတို့ကဒီဂျာကန်လှုပ်ရှားပွဲ agency ကနေသူတို့ခေါ်တယ်လှုပ်ရှားပွဲ agency ကနေပဲသူတို့လူတွေတွင်းပေးတယ်အယောက်90 100 200ခုပွဲစားမြန်မာပွဲစားတွေလုံနေကြတယ်ဆိုတော့အဲ့ဒါမျိုးဆိုလို့ရှိရင်ကျွန်တော်ကလောကကိုသူကရှင်းပေးတယ်ဆိုရင်เนาะရှင်းပေးတယ်ဆိုရင်တော့ကျွန်တော်တို့ဒီဂျာကန်ဘင်္ဂါတန်ရှင်းဘင်္ဂါတန်ကိုပဲကျွန်တော်တိုင်ရမှာအဲ့ဘင်္ဂါတန်ရဲ့ကုမ္ပဏီကိုကျွန်တော်တို့ယူရမယ်ပေါ့နော်ပြီးရင်ကျွန်တော်ငွေရှင်းတဲ့စလစ်တွေကျွန်တော်တို့တင်ထားဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ကိုအလုပ်ဝင်အလုပ်ထွက်ကဘယ်လိုဝင်တာလဲမနေ့ဆိုဘယ်ချိန်ဝင်တယ်ညနေဆိုဘယ်ချိန်ထွက်လဲပြီးရင်တစ်ပတ်မှာကိုဘယ်နှစ်ရက်နားရလဲနော်တစ်ပတ်မှာအနည်းဆုံး1ရက်နားရမှာရှိမယ်ဆိုတော့အဲ့လိုစင်းစရာလေးလုပ်ပြီးသွားဆိုကျွန်တော်မြို့နယ်အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးမှာတွားရောက်တိုင်တန်းလို့ရပါတယ်ပေါ့နော်ဒါကတော့ကျွန်တော်လောကဘိုင်းဆိုင်ရာကိုဘယ်လိုမျိုးကျွန်တော်တို့မရဘူးဆိုလို့ရင်ဘယ်လိုမျိုးရအောင်ယူရမလဲဆိုတာကိုကျွန်တော်အနေနဲ့ဝေမျှပေးတာပဲဖြစ်ပါခင်ဗျအားလုံးပဲကျမကြပါစေနောက်ဗီဒီယိုတွေမှာလည်းကျွန်တော်တို့ဒီလောကသမားဒီနဲ့တီးတဲ့နဲ့တီးတိုက်တဲ့အကြောင်းအရာလေးတွေကျွန်တော်အနေနဲ့တီးတဲ့လောက်လေးတွေကျွန်တော်အနေနဲ့ဝေမျှပေးသွားမှာပဲဖြစ်ပါခင်ဗျဒီဗီဒီယိုဖိုင်တွေကိုကျွန်တော်ဘာကြောင့်ဒီလိုလုပ်နေတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီထိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ရွှေပြောင်းလူသမားတွေဒီကျွန်တော်တို့ဒီဘာသာစကားအားနည်းတဲ့အပြင်ကျွန်တော်တို့ရဲ့ရားတင်ရားလိုက်တဲ့အခွင့်အရေးတွေကဘာတွေရလဲဘာတွေမရဘူးလဲဆိုတာကိုကျွန်တော်အနေနဲ့ဒီလောက်လေးဝေမျှပေးလို့များတကယ်သိသွားလို့များဆိုလို့ရှိရင်ကျွန်တော်တို့သူများတွေလိန်နာတွေမခံရတော့ဘူးသူများစော်ကားတာမခံရတော့ဘူးကိုကလည်းသူများကိုတွားပြီးတော့ဒီဆွဲလို့မရတော့ဘူးပေါ့နော်ဘယ်သူကတာဝန်ရှိလဲဘယ်သူကတာဝန်မရှိဘူးလဲဆိုလို့ရကျွန်တော်ဒီအပြန်လန်းပြဿနာဖြစ်တဲ့ကိစ္စတွေကိုကျွန်တော်အနေနဲ့တစုံတရာဖြေလျှော့ပေးလို့ရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုဖိုင်တွေကိုလုပ်ပေးရကြုံနဲ့တယ်လို့ကျွန်တော်အနေနဲ့ယူဆတဲ့အတွက်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးတွေကျွန်တော်တင်ပေးနေတယ်ဖြစ်ပါတယ်ဗျအားလုံးပဲနောက်ဗီဒီယိုမှာတွေ့ကြမယ်